မိတ်ဆွေတို့အခုမြင်တွေ့နေရတာလေးရတော့ဒါကျွန်တော်တို့အရက်ဒေတာမှာဆိုရင်ဒါမရွတ်ခယူပေါ့နော်မရွတ်ခယူလို့ခေါ်ပါတယ်ဒါဇေဒီခယူလို့လည်းခေါ်တယ်ပေါ့နော်တချို့ကဒါတွေကကျွန်တော်တို့ဘက်မှာတော့တော်တော်လေးပေါ်ပေါ်များများရှိတဲ့အနေအထားရှိပါတယ်ဟင်းစားမရှိတဲ့အချိန်တွေဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဟင်းတစ်ခွက်တော့ဒါလေးရတယ်ပေါ့ဗျာနော်ပေါ်ရတယ်လေကန်ထဲဒီမှာကောက်ထားတာဒီကောင်အဲ့လိုမျိုးရေးစင်ဆေးကျွန်တော်တို့သူ့ကိုစားမယ်ဆိုလို့ရှိရင်ရေစင်ဆေးပြီးသွားလို့ရှိရင်ကျွန်တော်ပြုတ်မှာပေါ့နော်ပြုတ်မယ်နိုင်ဝက်လောက်ဒီကောင်ဒါကျွန်တော်ပြုတ်ရမှာပေါ့နိုင်ဝက်တနိုင်နီးပန်းပေါ့ဗျာတနိုင်နီးပန်းလောက်ကျွန်တော်ကပြုတ်ရမယ်ပေါ့နော်အဲ့လိုပြုတ်ပြီးတဲ့အခါမှာ तू ကဒီလိုလေးတွေပေါ့နော်သူ့အသားကိုထုလိုက်တဲ့အခါမှာဒီလိုလေးတွေထွက်လာတာပေါ့အဲ့လိုအခွေလိုက်ကလေးတွေသူ့မှာရင်ညှိလေးတွေလည်းပါတယ်အဲစိမ့်ခွေလေးတွေကဒါရင်ညှိလေးတွေကြိုက်ရင်လည်းထည့်စားလို့ရတယ်ဗျာမကြိုက်ရင်လည်းဖယ်ပစ်လို့ရတယ်ပေါ့နော်ခေါင်းကြီးပဲယူလို့လည်းရတယ်ဒါကတော့မကြိုက်လို့ဒါကျွန်တော်ကဖယ်ထားတဲ့အနေထားပေါ့နော်ဒါရင်ညှိစိမ့်လေးတွေပေါ့ကျွန်တော်တို့ကတော့ဖယ်ထားလိုက်တယ်ပေါ့ဗျာနော်ဖယ်ထားလိုက်တော့ဒီလိုခေါင်းလေးတွေကြီးပဲဒီမှာအဲ့လိုခေါင်းလေးတွေကြီးပဲကြံတယ်ပေါ့ဒီမှာပါခေါင်းလေးတွေကြီးပဲအတန့်ကြံတာပေါ့နော်ဒါကျွန်တော်တို့ကသူ့မှာပါတဲ့ရင်ကြီးလေးတွေအစိမ်းခွေလေးတွေကိုကျွန်တော်တို့ကအကုန်ခြွေချပလိုက်တော့သူခေါင်းသားတွေကြီးပဲတီးတဲ့အဲ့လိုကြံတာပေါ့အဲ့တော့ကျွန်တော်တို့ကဒါချက်တာပေါ့ဗျာငရုတ်သီးကြက်သွန်စီနဲ့ဒါတောချက်ကလေးပေါ့နော်ငရုတ်သီးကြက်သွန်စီလေးနဲ့အချင်းကြရင်တော့ကျွန်တော်မကြီးမယ်လေးနည်းနည်းပေါ့မကြီးမယ်လေးနည်းနည်းထည့်ပြီးတော့လုံးချက်ကလေးပေါ့လုံးချက်ကလေးအဲ့လိုချက်ရပါတယ်ရုပ်သီးဆက်ဆက်ကလေးနဲ့ဆိုရင်တော့ပို့ပြီးတော့စားလို့ကောင်းတာပေါ့နော်ဒီအနေထားဆိုရင်တော့ဒါကြက်ပြီပေါ့ဗျာနော်ကဲအခုဆိုရင်စားမှာဖြစ်ပါတယ်အားလုံးပဲစားကြပါအောင်နော်သူ့ရဲ့အရာသာကတော့ထုတ်နေပေါ့ဗျာနော်ခယူရဲ့အရာသာလေးကမာလေးနဲ့ဒါစားလို့ကောင်းတယ်ဒီခယူရဲ့အားသာချက်ကဘလောက်ချက်သူကဟိုပျော့ပြဲသွားတာမရှိဘူးသူကမာလေးနဲ့ထုတ်ကလေးပေါ့နော်အရန်စားလို့ကောင်းတယ်သူ့ကိုဒီတိုင်းချက်စားတာပဲဖြစ်ဖြစ်ကင်စားတာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒါအမျိုးမျိုးဒါလှုပ်စားလို့ရပါတယ်တော်တော်လေးလဲစားကောင်းပါတယ်ဗျာနော်ဒါကျေးလက်ဒေတာရဲ့ပကာသနာမပါတဲ့ဟင်းတစ်ခွက်ပေါ့ဗျာနော်အလွယ်ရတာပါကျွန်တော်တို့ဒါဝယ်ရတာမဟုတ်ပါဘူးကိုယ့်ဘာကိုသွားကောက်လို့ရပါတယ်နောက်ဗီဒီယိုတွေကြားလို့ရှိရင်လည်းကျွန်တော်အဲ့ဒီခရူးကောက်တာလေးတွေလေကနန်းကောက်တာလေးတွေကျွန်တော်ရိုက်ပြအောင်မှာဖြစ်ပါတယ်အဲ့တော့နောက်ဗီဒီယိုတွေမှာဘယ်လိုထူးဆန်းတာလေးတွေစားပြမလဲမယ်ဒေတာအတွက်ကုန်လေးတွေဘာလေးတွေရှိတယ်ဆိုတာကိုသိအောင်လို့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe ကလေးနှိပ်ထားခဲ့အောင်ဟိုမမေ့နဲ့အောင်နော်